Okay ဒီကတော့ကျွန်တော် image ပေါ်မှာ trap bar လေးရွှေ့တာနဲ့ color လေးတွေပြောင်းသွားတယ်နော် slide လေးပုံစံမျိုး color လေးပြောင်းသွားတဲ့ effect လေးကျွန်တော်လုပ်ကြည့်အောင်ဆိုတော့ပထမဆုံးကျွန်တော်တို့ထုံးစံနိုင်မယ် numpy ပေါ့နော်numpy dog 0တွေပါတယ် metric 512 3 channel ဟုတ်ပြီပြီးလို့ရှိရင်numpy dot uin 8เนาะဟုတ်ပြီပထမဆုံးဒီတစ်ခါကျရင်ကျွန်တော် window တွေကိုနာမည်ပေးရတာ string နေနဲ့ပေးနေရတော့တစ်ခါလဲပေးထားလိုက်မယ်နာမည်က opencv color bloody ပေါ့เนาะဟုတ်ပြီအဲ့ဒါခါကျတော့နာမည်ပေးမယ်ကျွန်တော် window နာမည်ပေးရင်ဒီမှာတွေက name window ဆိုတဲ့ method လေးနဲ့ပြီးလို့ရပါတယ် name window ဆိုရင်ပြီးကျွန်တော်တို့က window ဆိုတဲ့ဟာလေးကိုပဲလမ်းခေါ်ပြီးသုံးပြီးတော့ string ကိုကျွန်တော်တို့မသုံးတော့ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ track bar ဖန်တီးအောင် track bar ဖန်တီးမယ်ဆိုရင် CV မှာ create track bar ဆိုတဲ့ method ကိုသုံးမယ်အဲ့ method ကိုသုံးတဲ့အချိန်မှာကျွန်တော်တို့ track bar လေးကိုslider တန်ဖိုးလေးကိုရွှေ့လိုက်တာနဲ့ function ကိုလုပ်မလဲဆိုတော့ function လေးပါကျွန်တော်တို့ callback လေးပါထည့်ပြီးလို့ရပါတယ်။နောက်အခုတော့ callback မရေးပါဘူးအလုပ်ပဲထားခဲ့မှာပါ။ create track bar ပြီးရပါ track bar เนาะအဲ့တော့ဒီ track bar လေးရဲ့နာမည်က B ဖြစ်ပါတယ်။ blue ပေါ့ဗျာ။ဘယ်မှာဆွဲမှာလဲဆိုတော့ခုနက window ဆိုရယ်เนาะခုနက window ဆိုရယ်နာမည်ရတဲ့ window box ပေါ်မှာပဲဆွဲမှာပါ။အဲ့တော့သူရဲ့ range ကဘယ်လောက်ထားမလဲ0ကနေ255ပဲထားမယ်ကျွန်တော်တို့က slider နဲ့ရွှေ့ချင်တာ哦အဲ့တော့နာမည်လေးပေးအောင် bfan ဆိုတော့เนาะ traverse ရွှေ့လိုက်တာနဲ့ function ကိုသွား run မှာbfan ဆိုတဲ့ function လဲကျွန်တော်မရေးရသေးဘူးထားလိုက်ပါတော့ကျွန်တော်ပြီးမှရေးလိုက်မယ်အလွတ်တွေပဲထားခဲ့မှာပါအဲ့တော့ကျွန်တော် copy ကူးလိုက်မယ် paste လုပ်လိုက်မယ်ဒီတစ်ခါသူ့ရဲ့ track bar name ကတော့ G ပါဗျာနောက်တစ်ခါ track bar name ကတော့ R ပါအဲ့တော့လွယ်တော့အောင် G-fan နဲ့ R-fan ဆိုပြီးတော့ကျွန်တော်ရေးလိုက်မယ်ဟုတ်ပြီ R-fan လို့ရေးပြီးလို့ရှိရင်ကျွန်တော်တို့ image ကိုကျွန်တော်တို့တောက်လျှောက်ပြနေရမှာဖြစ်တယ် looping ပတ်ပြီးပြနေတဲ့အချိန်ကျမှကျွန်တော်တို့ color palette ဒီမှာ track bar လေးဆွဲလိုက်တာနဲ့ဆွဲလိုက်တဲ့အကြောင်းလေးထွက်လာအောင်လုပ်မှာဆိုတော့ဟိုခုနကလို့ image ကိုတစ်ခါပဲပြပြီးတော့ break point နဲ့စောင့်နေတာမျိုးမလုပ်တော့ဘူး while loop ပတ်ပြီးပြမယ်ဘယ်လို while loop ပတ်ပြီးပြမလဲဆိုတော့အမြဲတမ်းပြမယ်ဗျာအဲ့တော့ while true ပေါ့နော်cv.i'm show ဆိုပြီးကျွန်တော်တို့ window name လေးရယ် image လေးရယ်ထည့်ပြီးတာ ਨੇ ကျွန်တော်တို့ပုံကိုတောက်လျှောက်ပြပါတော့မယ်နော်အဲ့လိုတောက်လျှောက်ပြနေရင်ကနေမှကျွန်တော်တို့က escape နှိပ်လိုက်လို့ရှိရင်loop ကထွက်သွားအောင်လုပ်ချင်တယ်အဲ့တော့ if cv.wait key 1 millisecond လောက်စောင့်လိုက်မယ်အဲ့ဒီနှိပ်လိုက်တဲ့ clock က27ဖြစ်27ဆိုတာ SC2 မှာ table တော့ကြည့်ရင် escape key ကိုပြောတာဖြစ်ပါတယ် break ထွက်မှာပေါ့နော် break while loop ကထွက်တာနဲ့အကုန်လုံး window တွေအကုန်လုံးကိုဖြတ်တော့မယ်အခုတော့ window ကတော့တစ်ခုပဲရှိတာပါเนาะအဲ့တော့ window တွေအကုန်ဖြတ်တော့မယ်တော့ဒီ code ကို run လာတဲ့ရင်တော့ကြည့်အောင် okay run ပါတယ်ဒီ code run နဲ့ကျွန်တော်တို့ဒီမှာ slider လေးကိုရွှေ့ကြည့်မယ် slider လေးကိုရွှေ့ကြည့်တော့ဘာမှဖြစ်သေးဘူးเนาะကျွန်တော်တို့ဘာမှမလုပ်ရသေးဘူးလေဟုတ်ပြီ escape နှိပ်ကြည့်မယ် okay ဒါဆိုရင် program ကမှန်သွားပြီခါလေးကြတော့ program ကိုပြီးအောင်မရေးဘဲနဲ့land work ကနေအဲ့လိုဖြတ်စစ်တာကအမှားကိုပို့ပြီးတတ်တာစေเนาะလို့ဆို program စာကြောင်းရေးကိုလိုင်းတွေများရင်မရှာခက်တယ်ဟုတ်ပြီအဲ့တော့ blue ဆိုတဲ့ကျွန်တော်တို့ track bar ရဲ့ position ကိုရှာယူမဲ့ဟာလေးကိုကျွန်တော် get track bar position ဆိုတဲ့ method လေးကိုသုံးပြီးတော့ကျွန်တော် assign လုပ်ပေးမယ် get track bar us post เนาะဟုတ်ပြီအဲ့တော့ဘယ် track bar ဘာတော့ b ကိုအရင်ယူမယ်ဘယ်ရလဲဆိုတော့ window ဆိုတဲ့ box လေးရเนาะအဲ့တော့ b တန်ဖိုးကိုရပြီပေါ့ b တန်ဖိုးဒီ blue တန်ဖိုးဒီ b ထဲကိုရောက်သွားပြီပြီးတော့ g နဲ့ r နဲ့လည်းကျွန်တော်ဆက်လုပ်မယ်ဟုတ်ပြီအဲ့တော့ဒီကောင်ဒီ GRE and green red เนาะဟုတ်ပြီအဲ့တော့ဒီမှာဒါလေးတွေလည်းပြင်လိုက်မယ် G R ပေါ့เนาะ
ဟုတ်ပြီဒါဆို track bar တန်ဖိုးလေးကျွန်တော်ယူလိုက်ပြီယူလိုက်ပြီးပြီဆိုလို့ရှိရင်ကျွန်တော် image မှာရှိတဲ့ element တွေအားလုံးကိုကျွန်တော်เนาะအားလုံးကိုကျွန်တော်ပြောင်းပြမယ်ဘယ်လိုပြောင်းမလဲဆိုတော့ image က row အားလုံး column အားလုံးလို့အဓိပ္ပာယ်ရပါတယ်သူ့ကိုကျွန်တော်တန်ဖိုးပြောင်းပေးမယ်နော် pixel တိုင်း row အားလုံး column အားလုံးမှာရှိတဲ့ pixel တိုင်း element တိုင်းကိုဗျာဘယ်တန်ဖိုးပြောင်းပေးမှာလဲဆိုတော့ slider 3ခုလုံးပေါင်းထားတဲ့နော် color တန်ဖိုးကိုကျွန်တော်ပြောင်းပေးမှာ BGR ပေါ့နော်အဲ့တော့ဒီမှာ debugging purpose အတွက်ကျွန်တော် print လုပ်ချင်လဲလုပ်ပေါ့နော် print က blue green red ပေါ့ okay order enter ရိုက်ကြည့်လိုက်မယ်ဆိုရင်ဒါဆိုရင်0တွေနော်0ကျွန်တော်ဘာမှ slider လည်းမရွှေ့ရသေးကျွန်တော်ပထမ blue ကိုရွှေ့ကြည့်အောင် okay that's green red ဟုတ်ပါတယ်အဲ့တော့ဒါမျိုးလေး slider လေးလုပ်လို့ရပါတယ်เนาะကျေးဇူးတင်ပါတယ်